ကဲ့ပါသင်ခန်းစာ7အပိုင်း1ကိန်းဂဏန်းများထိုင်းကိန်းဂဏန်းများလေ့လာခြင်းပေါ့နော်အခြေခံထိုင်းကိန်းဂဏန်းများတုံညမှာနော်အများကြီးပြောနိုင်အောင်လို့ကျွန်တော်တို့တွေလေ့လာကြည့်ကြမယ်ဆိုတော့ကျွန်တော်တို့တွေကကိန်းဂဏန်းကိုပြောတတ်မှသာလျှင်ထိုင်းစကားပြောတဲ့အခါမှာအိမ်နံပါတ်တွေဖုန်းနံပါတ်တွေနော်လမ်းနံပါတ်တွေအမျိုးမျိုးပေါ့နော်နေ့စွဲတွေနေ့ရက်တွေပြောတဲ့ခါကျရင်ကျွန်တော်တို့တွေအဆင်ပြေမှာဖြစ်တဲ့အတွက်ကြောင့်မရှိမဖြစ်လေ့လာရမယ်သင်ခန်းစာလည်းဖြစ်ပါတယ်โอเคတော့ကြည့်ကြမယ်အခြေခံကိန်းဂဏန်းတုံညမှာ30အထိတုံညကိုထိုင်းလို့ศูนย์တစ်ကိုကြတော့1နှစ်ကိုကြတော့2သုံးကိုကြတော့ပါစပ်ပိတ်တယ်3လေးကြတော့တွားစီတယ်4ငါးကိုကြတော့5 6ကိုကြတော့6ခုနှစ်ကိုကြတော့7 8ကိုကြတော့8 9ကိုကြတော့9 10ကိုပါစပ်ပိတ်တယ်10 နော်ဒါကထိုင်းကိန်းဂဏန်းတုံညမှာ30အထိဖြစ်ပါတယ်နောက်တစ်ခုကြတော့7ကိုကျွန်တော်တို့က7ကိုဥပမာ10လို့မပြောဘဲနဲ့ပေါ့နော်အနောက်က1ကို add ဆိုပြီးတော့ပြောင်းပေးရမှာဖြစ်ပါတယ်တနည်းအားဖြင့်10ကဏ္ဍတိုင်းမှာပေါ့နော်10ကဏ္ဍဆိုတာ20 30 21 31အဲ့လိုမျိုးပြောချင်တဲ့ခါကျရင်နောက်က1ကို1မပြောဘဲနဲ့ဗာလဲ add ဆိုပြီးတော့ပြောင်းရမှာပေါ့နော်ဆိုကြပါစို့10 add 10ဆိုတာ10 add 7နော်စနစ်ကိုထိုနည်း၎င်းပဲ10 2ဆိုတာအပေါ်က1ကိုယူပြီးတော့2ဆိုတာလာထည့်ရုံပါပဲ73 10 3 14ကြတော့10 4 15 10 5 16ကြတော့10 6 19 10 7 18ကိုကြတော့10 8 19ကြတော့10 9 20ကိုကြတော့လဲထိုနည်း၎င်းပဲသူရဲ့မှတ်ချက်လေးပေါ့နော်20ကိုလည်း20ဆိုပြီးတော့မပြောဘဲနဲ့ရှေ့ကနှစ်ကိုရီဆိုတဲ့စကားလုံးလေးကိုပြောင်းပြီးတော့ပြောပေးရမယ်ဆိုတော့ရီ10ဆိုတော့20ကိုရီ10နော်21ကိုကြတော့လဲကျွန်တော်တို့ကခုနပြောလို့21မပြောဘဲနဲ့20 add ဆိုပြီးတော့တုံးပေးရမယ်เนาะ add ဆိုတာတစ်ကိုပြောချင်တာပေါ့เนาะ10ကဏ္ဍတိုင်းမှာတစ်ကို add လို့20နဲ့တစ်ဆိုရင်20 add 22ဆိုရင်22 20နဲ့9 29ထိုနည်း၎င်းပဲဂျားရဲ့ကဏ္ဍတွေကိုအပေါ်ကတုံညကနေ30အထိမှရှိတဲ့ကဏ္ဍတွေလာရောက်ထည့်ပြီးတော့ကိုလေ့ကျင့်လို့ရတယ်နောက်တစ်ခုကအတုံးများတော့10ကဏ္ဍများ30မှ90အထိပေါ့နော်ဆိုတော့30ဆိုရင်30 40 40 50ဆိုရင်50 60ဆိုရင်60 90ဆိုရင်ကျွန်တော်
70 80 80 90ကိုကြတော့90နော်ဟိုမှာ35ဆိုဘယ်လိုပြောမလဲ9ကိုယူထည့်လိုက်ရင်30 5ဒါမျိုးပေါ့နော်ဒီမှာမပါပေမဲ့အဲ့လိုဂျားထဲမှာထည့်လို့ရတယ်59ဆိုလဲဥပမာ50 9ကပါလဲ9 59ဒါမျိုးလေးတွေဂျားထဲကယူကဏ္ဍလေးယူထည့်ပြီးတော့ပြောလို့ရတယ်နောက်တစ်ခုကယာကဏ္ဍဆိုရင်ယာကိုကြတော့ထိုင်းလူကလွိုင်းလို့ပြောတယ်နော်လွိုင်းလို့လည်းပြောလို့စကားပြောမှာကြတော့လွိုင်းဆိုတော့100ဆိုရင်အရှိက1ကိုယူပြီးတော့100နော်100 100 200ဆိုရင်2ကိုယူမယ်200 300ဆိုရင်300 400ဆိုရင်400 500ဆိုရင်500 500 600ဆိုရင်600 900ဆိုရင်700 800 800 900ဆိုရင်900 350ဆိုရင်တနည်းအားဖြင့်300ဆိုရင်300 50ကပါလဲဟိုအပေါ်မှာပြောထားတယ်50ဆိုတဲ့ဟာလေးယူထည့်လိုက်ရုံပါပဲနောက်တစ်ခုက1000ကနေပြန်ပြီးတော့တက်သွားမယ်ဆို1000ကဏ္ဍဆိုရင်1000ကိုကြတော့1000ဆိုတာပတ်စံ1000ဆိုရင်1000ဆိုရင်พันနော်พัน1000ဆိုရင်1ကိုယူမယ်1000နော်2000ဆိုရင်2000 9000ဆိုရင်5000နော်โอเคတောင်းကနန်းကြတော့တောင်းကိုကြတော့10,000အတန်ထွက်က10,000တောင်းနော်1000ဆိုရင်တော့ရှေ့က1ကိုယူမယ်10,000 2000ဆိုရင်20,000 5000ဆိုရင်50,000နော်ထိုနည်း၎င်းပဲတောင်းကနန်းတွေကကျွန်တော်တို့ကတခြားကိန်းကနန်းတွေနဲ့လည်းထည့်လို့ရတယ်ဒါဥပမာနဲ့ဒီလောက်ပဲပြောထားတာပါနော်ဥပမာတိန်းကနန်းဆိုရင်တော့ဆန်ဆိုတာတိန်းတသိန်းဆိုရင်တစ်ကိုယူမယ်1ဆန်တသိန်းနှစ်သိန်းဆိုရင်2ဆန်5သိန်းဆိုရင်5ဆန်နော်ဒါလည်းကိန်းကနန်းတခြားကိန်းကနန်းတွေယူပြီးတော့ထည့်လို့ရတယ်တတန်းဆိုရင်နောက်ဆုံးတတန်းကြတော့1က1နော်ล้านဆိုတာတန်း1ล้านတတန်းနှစ်တန်းဆိုရင်2ล้านနော်ဟိုမှာ9တန်းဆိုရင်9ကိုဟိုအပေါ်မှာကျွန်တော်တင်ထားတဲ့တဲက5ล้านနော်အများကြီးထည့်လို့ရတယ်ဆိုတော့အဲ့ထက်များခြင်းနဲ့ဆိုရင်ရှေ့မှာကျွန်တော်တို့ကကျွန်တော်ရေးပြမယ်နော်ဟိုမှာတန်း100ဆိုရင်ကျွန်တော်တို့ကဆိုတော့100ကိုပဲယူပြီးတော့ကျွန်တော်ပြောလိုက်ရုံပဲသဘောက100ကို100ล้านဆိုပြီးတော့ပြောလိုက်ရုံပဲเนาะတန်း100ล้านအရှိမဘယ်နှတန်းလဲကျွန်တော်ကိန်းတန်းကြီးတွေဆိုရင်ကျွန်တော်တို့ကထည့်လို့ယူရเนาะဥပမာ10တန်းဆိုရင်ဘယ်လိုလဲ10ကိုအပေါ်ကတက်ယူလိုက်မယ်10ล้านထည့်လို့ရတယ်เนาะတန်း150ဆိုရင်150ล้านဒါမျိုးလေးတွေပေါ့เนาะဟုတ်ပြီဆိုတော့နားလည်လွယ်မဲ့အခြေခံစီးမြင်တွေပေါ့နော်အဆုံးသတ်တွင်တစ်ကို add လို့ထည့်ပေးရမယ်ဥပမာ10ကဏ္ဍတိုင်းမှာပေါ့နော်31ဆိုရင်30 add နော်20ကိုလည်းထုံနည်း၎င်းပဲလက်တွေ့အပြင်မှာ3လေ
20ဆိုပြီးတော့ပုံတင်ကြီးသုံးရမယ်ပေါ့နော်ထိုင်းဘာသာစကားတွင်တဲ့100ဆိုရင်ရာ1000ဆိုရင်1000 10,000ဆိုရင်1000 100,000ဆိုရင်သိန်းနောက်တစ်ခုကလန်ဆိုရင်တန်းဟုအတီးတီးခေါ်ဝေါ်တီးတန့်စီရှိကြတော့ကြောင်းတဲ့ရှေ့ရကဏ္ဍနဲ့တွဲဆိုယုံတာဖြစ်ပါတယ်ပေါ့နော်ရှေ့မှာကျွန်တော်တင်ခဲ့တဲ့3ညကနေ1တီကိုကဏ္ဍကိုဆွဲထည့်မယ်10ကဏ္ဍဆိုရင်20 30ဆိုရင်20ဆို20 30ဆို30အဲ့ဒါရင်းနဲ့တွဲပြီးတော့ကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ဒါလေးတွေကိုရအောင်ချက်ထားနိုင်တော့ကောင်းတယ်ဆိုတော့နောက်သင်ခန်းစာတွေမှာဆက်တွေ့မယ်နော်ကိန်းကဏ္ဍလေးတွေနဲ့ဘာတွေပြောလို့ရမလဲဆိုတဲ့ဟာလေးပေါ့နော်